နောက်တစ်ခုကပေါ့နော်不耻စကားပြောမှာသုံးတာကတော့相当于ဆိုတဲ့အသုံးကအသုံးကပုံများပဲပေါ့နော်ဒီကောင်ကကန်းကြီးနိုင်တဲ့ style မျိုးပေါ့ဖော်မယ်လို့ပြောလို့ရပေါ့နော်ထက်မရောဘူးခုနညီများတယ်ဆိုတဲ့သဘောပေါ့ဥမာကျွန်တော်ကြည့်ထားကြည့်မယ်တော့ဘာသာပြန်ထားကြည့်မယ်နော်他的行为ဆိုတာအပြုမှု不只是နော်ဘာနဲ့ညီများလဲဆိုတော့ဘယ်လိုဆိုတဲ့သဘောလဲဆိုတော့对我们团队的对ဆိုအပေါ်对我们团队的ဆိုငါတို့အသင်းပေါ်ငါတို့အဖွဲ့ပေါ်မှာထားတယ်နော်对အပေါ်ပေါ့နော်ဘာလဲဆိုတော့ဘေးဖန်ဆိုတာတစ္ဆာဖောက်တော့ဘေးဖန်လို့ခေါ်တယ်နော်ဆိုတော့သူ့ပြုံမို့ကငါတို့အသင်းဖောက်ပေါ်မှာတစ္ဆာဖောက်သွားတဲ့သဘောပဲပေါ့နော်ဖတ်ကြည့်မယ်ဆိုရင်他的行为不只是对我们团队的背叛他的行为不只是对我们团队的背叛他的行为不只是对我们团队的背叛 OK ရမယ်ထင်ပါတယ်နောက်တစ်ခုက这场胜利ခြံကခိုက်တန့်လို့ပြောလို့ရတယ်နော်这场胜利ဒီကောက်နားလိုက်တာမျိုးပေါ့နော်ဒီနားလိုက်တာမျိုးကနော်不只是ဘယ်လိုသဘောလဲဆိုတော့一场奇迹က miracle ample တဲ့ anti နော်anti banam ပေါ့နော် ample banam ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒီခြံတော့အခိုက်တန့်ဆိုတော့ဒီတော့နားလိုက်တာမျိုးကနော်ဒီနိုင်ရသွားတာကဘာလဲဆိုတော့ဒီ ample အရာတစ်ခုကိုရရတဲ့မျိုးပဲပေါ့နော်ဆိုတော့အဝတ်တစ်ခုဆိုရမလားပဲပေါ့နော်ကျွန်တော်အောက်ကနေစီးတော့ဘာသာပြန်ပေးထားပါတယ်这场胜利不只是一场奇迹这场胜利不只是一场奇迹这场胜利不只是一场奇迹 OK ရမယ်ထင်ပါတယ်တော့他的话不只是一击警钟让我们重新审视自己的决定 OK他的话对စကားပေါ့နော်တွေ့အပြောက不只是ဘာလို့သဘောလဲဆိုတော့一击မှတ်အရာဘလို့မှတ်မရလဲဆိုတော့金钟ဆိုတာနော်သတိပေးခေါင်းလောင်းပေါ့နော်ဆိုတော့လှုပ်နေတဲ့သဘောကိုပြောချင်တာပါ让ဖြစ်စေတယ်让我们ငါတို့ဖြစ်စေတယ်ဘလို့ဖြစ်စေတယ်重新အသစ်တစ်ဖန်နော်重新အသစ်တစ်ဖန်ဟုတ်တာလေ审视နော်စစ်ဆေးတာနော်စစ်စစ်တာတေချာစစ်စစ်တရားစစ်ဆေးတာဘာစစ်စစ်မှာလဲ自己的မိမိရဲ့自己的决定ဆုံးဖြတ်ချက်ကိုပြန်လဲစစ်စစ်မိစေတယ်နော်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့မှာတွဲမှတ်ထားမှာကရေးကြည့်ကျင်ကျုံဆိုတာလှုပ်နှုတ်ပြလိုက်တဲ့သဘောပေါ့လို့ပြောလို့ရတာပေါ့နော်လှုပ်နှုတ်ပြလိုက်တဲ့ဆိုတဲ့အချက်ပေါ့နော်โอเคဆိုတော့ဖတ်ကြည့်မယ်ဆိုရင်他的话不只是一击警钟让我们重新审视自己的决定他的话不只是一击警钟让我们重新审视自己的决定他的话不只是一击警钟让我们重新审视自己的决定ရမယ်ထင်တယ်နော်ဆိုတော့သူစကားတွေကငါ့ကိုလှုပ်နေတဲ့သဘောပါပဲတဲ့နော်လှုပ်တဲ့ရောက်နေပေါ့နော်အဲ့ဒါကြောင့်ပဲပေါ့နော်ငါဆုံးဖြတ်ချက်ကိုတစ်တဖန်ပြန်ပြီးတော့တေချာစစ်စစ်မိလာစေတယ်ပေါ့နော်让我们ငါတို့ဖြစ်စေတယ်ဘာဖြစ်စေရလဲ重新审视တစ်တဖန်ပြန်လဲစစ်စစ်ဖို့ဖြစ်လာစေတယ်ပေါ့နော်လိုမျိုး Okay မလေးကြည့်မယ်在他看来在我看来在你看来နော်အမြင်အရတော့ဆိုတော့နော်看来ဆိုတာအဲ့မှာထားနေမှာတခြားအထက်ထလို့ရနော်သူ့အမြင်အရတော့ဒီနေရာမှာဆိုရင်失败不只是နော်失败ရှုံးနေတာမျိုးဆိုတာက失败နော်ရှုံးနေတာကို失败လို့ခေါ်တယ်နော်不只是နော်ဘလို့သဘောလဲဆိုတော့让神的လူဘဝကြီးရဲ့ရည်ကြုံတစ်မျိုးဘလို့မျိုးလဲဆိုတော့လီလျက်အတွေ့အကြုံတစ်မျိုးပါပဲနော်သင်ခန်းစာတစ်မျိုးပါပဲတဲ့လီလျက်โอเคနော်ဆိုတော့在他看来失败不只是让神的一种理念no? 在他看来失败不只是人生的一种理念在他看来失败不只是人生的一种理念 OK ရမယ်ထင်တယ်နောက်တစ်ခုက这本书的出版ထုတ်ဝေမှုเนาะဒီစာအုပ်ရဲ့ထုတ်ဝေမှုကတဲ့对文学者စာပေလောကကိုပြောတာเนาะ对来说ဆိုရင်အဲ့ဒါပတ်သက်ပြောရမယ်ဆိုစာပေလောကနဲ့ပတ်သက်ပြောရမယ်ဆိုရင်ပေါ့နော်不只是ဘယ်လိုသဘောလဲဆိုတော့西墙革命ကပြုပြင်ပြောင်းလဲရေးပေါ့နော်တော်လိုင်းရေးလို့ပြောလို့ရတယ်ပေါ့နော်တကယ်စားတဲ့သဘောပေါ့ဒီနေရာမှာတော့ okay 这本书的出版对文学者来说不只是一场革命这本书的出版对文学者来说不只是一场革命
这本书的出版，对文学者来说不只是一场革命，可以这样喏。那超个，你今天的表现，那表现 performance 老上节，那表现目标喏，不止于他们有所的报名，语里吧，喏，语他们有，他们有，把他们有嘞，一个专业所专精的，喏，演员所表现毕业读报，喏，丢上报，喏 ，OK。太棒了，这个买的最多嘞，那太棒了。你今天的表现不止于一个专业演员，太棒了。你今天的表现不止于一个专业演员，太棒了。你今天的表现不止于一个专业演员，那太棒了。OK， ရမှာတယ်နော်。OK，ဒါဆိုနှစ်ခုပြီးသွားပြီနော်